သူကတိုက်ကွမ်ဒိုတတိယအဆင့်ဟပ်ကီဒိုတတိယအဆင့်နဲ့လက်ဝှေ့ရွှေတံဆိပ်ဆုရှင်တယောက်ဖြစ်ပါတယ်တိုက်ခိုက်ရေးနဲ့ပတ်သက်လို့ကျွမ်းကျင်အဆင့်ရှိတဲ့ဆိုရှီမင်ကအခုတော့ဆီယာမတယောက်ဖြစ်ရရေးအတွက်အစမ်းခန့်ကာလမှာပြဿနာမတက်အောင်အတင်းကိုအောင်ကြီးသိခံနေရပါတယ်ဆိုရှီမင်ကသူ့အဖေဆက်ရမယ့်အကျွေးတွေကြောင့်သူ့ဝါသနာရွှေတံဆိပ်အိမ်မက်တွေအကုန်လုံးကိုစွန့်လွတ်ပြီးအကျွေးတွေဆက်ပေးခဲ့ရတာဖြစ်ပါတယ်အဲဒါကြောင့်အဖေနဲ့မတည့်တဲ့ဆိုရှီမင်ကအားကိုးစရာအဖို့ဆိုလို့သူ့မောင်ဝမ်းွယ်တယောက်ပဲရှိပါတယ်အခုတော့ဆိုရှီမင်ရဲ့အဖေကကလေးတွေကိုကိုယ်ကံပညာသင်ပေးနေပြီးတစ်ချိန်လုံးကဆိုရှီမင်ဟာသူ့အဖေရဲ့အားထားရဆုံးတစ်ပည့်တယောက်ဖြစ်ခဲ့ပါတယ်လက်ရှိမှာတော့အစမ်းခန့်ဆီယာမအဖြစ်ကောင်းကောင်းမွန်မွန်အလုပ်လုပ်နေတာကြောင့်ကျောင်းသားတွေနဲ့လည်းအဆင်ပြေနေပါတယ်အားလုံးအမြင်မှာဆီယာမဆိုကစိတ်ပျော်ပြီးနူးညံ့တဲ့တုံးတုံးအားဆီယာမတယောက်ပဲဖြစ်ပါတယ်တနေ့တော့ဆီယာမဆိုတယောက်ထဲလမ်းလျှောက်လာတော့တစ်ဖက်မှာစုခန်းတဲ့သူ့အဖွဲ့ကဂျင်ယောင်းကိုအနိုင်ကျင့်နေတာကိုတွေ့လိုက်ရပါတယ်ဆီယာမဆိုလည်းဌာနမှုပြောတဲ့အတိုင်းဘာမှဝင်မပါဖို့ဆုံးဖြတ်ပြီးကြိုးကြိုးစားစားနဲ့မသိချင်အောင်ဆောင်နေပါတယ်စုခန်းတို့ကဂျင်ယောင်းမျက်နှာကိုကြွတ်ကြွရဲမယ်ဆိုပြီးထိုးကျိတ်နေပါတယ်ကြည့်မနေနိုင်တော့တဲ့ဆီယာမဆိုလည်းပြေးသွားမယ်လို့မှသူ့လိုပဲစုခန်းတို့ကိုချောင်းနေတဲ့ကျောင်းသားတယောက်ကိုတွေ့ပါတယ်ကျောင်းသားကဆီယာမကိုစုခန်းတို့နဲ့သွားမရှုပ်ဖို့သတိပေးလိုက်ပါတယ်သူတို့မိသားစုကကျောင်းရဲ့ရံပုံငွေကိုအဓိကထောက်ပံ့ပေးထားတာဖြစ်လို့ဆီယာမဆိုတာဝင်းရှုံရင်အစမ်းခတ်ကာလမှာတော့အလုပ်ပြုတ်သွားနိုင်ပါတယ်စုခန်းအဖေကယာရုကြီးစုံတော်တယောက်ဖြစ်ပြီးဦးလေးကရဲမှုအမေကရှေ့နေဖြစ်တဲ့အပြင်တခြားမသိနိုင်တဲ့အရာတွေလည်းအများကြီးရှိတာကြောင့်ဆီယာမဆိုအလုံးမပြုတ်ချင်မပတ်သက်တဲ့သူဖြစ်ပါတယ်ဒါပေမဲ့စုခန်းကဂျင်ယောင်းကိုပြတင်းပေါက်ကနေကန်ချဖို့လုပ်နေချိန်မှာတော့ဆီယာမဆိုကဒီတိုင်းကြည့်မနေနိုင်တော့ပဲဖုန်းပြောဂျင်ယောင်းဆောင်ပြီးသူတို့ကြားထဲကိုမတော်တဆပုံစံနဲ့ဝင်သွားပါတယ်ပြီးတော့အရှိန်နဲ့လာနေတဲ့စုခန်းရဲ့ပေါင်းကိုမတိမတာအားပါတထောင်နဲ့ထောင်လိုက်ပြီးသူ့ဘာဖြစ်လဲသွားသလိုတရုပ်ဆောင်လိုက်ပါတယ်သူကဆီယာမဆိုကိုဆဲဆိုနေပေမဲ့ဆီယာမကတော့အယူကန်နေပြီးအားလုံးကိုအတန်းပြန်ဖို့ပြောလိုက်ပါတယ်နောက်တစ်ရက်တော့ဂျင်ယောင်းကဆီယာမဆိုကိုသူ့ကိုကယ်ပေးဖို့အကူအညီတောင်းပါတယ်သူနှိပ်စက်ခံရတာကိုအားလုံးကသိကြပေမဲ့ဘသူကမှစုခန်းကိုမဆန့်ကျင်ရလို့အားလုံးကမျက်စိမိတ်နာပိတ်နေကြကြောင်းပြောပါတယ်ရဲကိုလည်းတိုင်မှုပေမဲ့တက်တင်မလုံလောက်လို့စုခန်းကအဖမ်းမခံရတဲ့အပြင်ရဲတိုင်မှုနဲ့အရင်ကထပ်ပို့ပြီးနှိပ်စက်ခံခဲ့ရပါတယ်ဆီယာမဆိုကလည်းသူ့လိုအစမ်းခန့်ကိုမှအကူအညီလာတောင်းလို့ရောဘာမှမလုပ်ပေးနိုင်လို့ရောစိတ်ညစ်သွားပါတယ်ဒါပေမဲ့စူးစမ်းပေးမယ်လို့ဆုံးဖြတ်ပြီးဆီယာမဆိုလည်းစုခန်းကိုသွားဆုံးပါပါတယ်စုခန်းကတော့ရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံလိုက်တဲ့အပြင်ကျောင်းကိုစုခန်းရဲ့မိဘတွေပါရှောက်လာပါတယ်